ဒီနေ့ကိုကြောင်ညာဗီဒီယိုတစ်ပုဒ်ဝင်ကြည့်ပြီးုံနဲ့20 USDT ထိ free ရရှိနိုင်မဲ့ WeVideo ဆိုတဲ့ website တစ်ခုအကြောင်းကိုပြောပြပေးပါမယ်။ဒီ website လေးကတော့စင်ကာပူနိုင်ငံခြေစိုက်ဖြစ်ပြီးတော့ဗီယက်နမ်တောင်ကိုရီးယားတရုတ်အင်ဒိုနီးရှားအိန္ဒိယထိုင်းဂျပန်မြန်မာစင်ကာပူစတဲ့နိုင်ငံပေါင်း9နိုင်ငံမှာအသုံးပြုခွင့်ပေးထားပြီးတော့နာမည်ကြီး social media တွေနဲ့လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ထားပါတယ်။ WeVideo ရဲ့ website link ကိုတော့ဒီ video ရဲ့ description နဲ့ comment မှာ link ချပေးထားပါတယ်။အဲ့ link ကနေတစ်ဆင့်ဝင်လိုက်မယ်ဆိုရင်အခုလိုမျိုးအကောင့်ဖွင့်တဲ့နေရာကိုရောက်လာပါလိမ့်မယ်။အကောင့်ဖွင့်တဲ့နေရာကိုရောက်လာပြီဆိုရင်အင်္ဂလိပ်စာနဲ့နားမလည်တဲ့သူတွေကအင်္ဂလိပ်ဆိုတာလေးကိုနှိပ်ပြီးတော့ကြိုက်တဲ့ဘာသာစကားကိုရွေးပြီးတော့သုံးလို့ရပါတယ်။အကောင့်ဖွင့်မှုအတွက်ဆိုရင်ပထမနေရာမှာဘယ်လိုလို့ဒီ website မှာအသုံးပြုမဲ့ email ကိုထည့်ပေးရပါမယ်။ email ထည့်ပြီးဆိုရင် email ရဲ့ကိုကုတ်ကြဖို့အတွက် send verification code ဆိုတာလေးကိုနှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုရင်ခဏဘယ်လိုထည့်လိုက်တဲ့ email ရဲ့ကိုကုတ်ကြလာပါလိမ့်မယ်။ကြလာတဲ့ကုတ်ကိုဒုတိယနေရာမှာထည့်ပေးလိုက်ပါဗျ။ပြီးရင်အောက်ကနှစ်ခုကတော့ဘယ်လိုထားခြင်းနဲ့ password ကိုအပေါ်ရောအောက်ရောတူတူထားပေးရမှာဖြစ်ပါတယ်။ခုထည့်လိုက်တဲ့ email နဲ့ password တွေကိုတေချာလေးမှတ်ထားဖို့လိုပါတယ်ဗျ။ website ထဲကိုပြန်ဝင်တဲ့အခါဒီ email password တွေနဲ့ပဲပြန်ဝင်ရမှာမို့လို့ဗီဒီယိုကြည့်ပြီး20 USDT free ရဖို့အတွက်ဆိုရင်အောက်ဆုံးမှာအခုလိုလေးပေါ်နေရပါမယ်။ပြီးရင်တော့အောက်နားဝိုင်းလေးကိုအမှန်ချစ်ပြီးတော့ register now ကိုနှိပ်ပေးလိုက်ပါဗျ။ဒီလိုလေးပေါ်ရင်အကောင့်ဖွင့်တာအောင်မြင်သွားပါပြီဗျ။ပြီးရင်တော့အကောင့်ပြန်ဝင်ပေးရပါမယ်။အကောင့်ပြန်ဝင်ဖို့အတွက်ခဏဘရိုလိုဖွင့်ခဲ့တဲ့ email နဲ့ password ကိုထည့်ပေးရပါမယ်။ပြီးရင်တော့အောက်နားအဝိုင်းလေးကိုအမှန်ချစ်ပြီးတော့ login ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျ။ခုလိုပေါ်လာပြီဆိုရင်တော့ website ထဲကိုရောက်သွားပါပြီ။ website ထဲကိုရောက်သွားပြီဆိုရင်ဗီဒီယိုကြည့်ပြီးတော့20 USDT free ယူဖို့အတွက် buy advertising traffic ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျ။ဒီထဲကိုရောက်သွားပြီဆိုရင် level က1 2 3 4 5 0ဆိုပြီးတော့6ခုရှိပါတယ်။ကျွန်တော်တို့က free ယူမှာဖြစ်တဲ့အတွက်အောက်ဆုံးက0 level traffic provider ကို join ပေးရမှာဖြစ်ပါတယ်။ join now မနေခင်မှာ join now ပေါ်က profit လေးတွေကိုရှင်းပြပေးပါမယ်။ profit ဆိုတာကတော့ကျွန်တော်တို့ရမယ်အမြတ်ငွေကိုပြောထားတာဖြစ်ပါတယ်။ 0 level traffic provider ကပတ်စံတစ်ပြားမှာထည့်ကြမလို့တဲ့အတွက်အမြတ်ငွေ20ရမှာဖြစ်လို့ 20h profit လို့ရေးထားတာဖြစ်ပြီးတော့ကျန်တဲ့ level တွေမှာဆိုရင်တော့ပတ်စံထည့်ပြီး join ရတာဖြစ်တဲ့အတွက်သူ့ level လိုက်အမြတ်ငွေတွေကိုရေးထားတာဖြစ်ပါတယ်။တို့က free join နဲ့နေအားမရပဲပတ်စံထည့်ပြီးတော့ဗီဒီယိုကိုတနေ့တစ်ပုတ်ဝင်ကြည့်ပေးုံနဲ့အမြတ်ငွေတွေလိုချင်သေးတာဆိုရင်အပေါ်က level တွေကို join လို့ရပါတယ်။1 level traffic provider မှာဆိုရင်50 USDT နဲ့ join နိုင်ပြီးတော့ဗီဒီယိုတနေ့တစ်ပုတ်ဝင်ကြည့်ပေးုံနဲ့အမြတ်ငွေ2ဆရမယ်လို့ပြောထားတာဖြစ်တဲ့အတွက်100 USDT ပြန်ရမှာဖြစ်ပါတယ်။ကျန်တဲ့ level တွေမှာလည်းဒီတိုင်းပါပဲဗျ။ဒါဆိုရင်တော့နားလည်လောက်ပြီးထင်ပါတယ်။ကျွန်တော်တို့က free join မှာဖြစ်တဲ့အတွက်0 level traffic provider ကို join လိုက်ပါမယ်ဗျ။ခုလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အကောင့်ဖွင့်တော့ထည့်ခဲ့တဲ့ password ကိုထည့်ပေးရမှာဖြစ်ပါတယ်။ထည့်ပေးပြီးရင်တော့ submit ကိုနှိပ်ပေးလိုက်ပါဗျ။ဒီလိုပေါ်လာပြီဆိုရင်ကြော်ညာစပြီးတော့ကြည့်လို့ရပါပြီဗျ။ကြော်ညာကြည့်ဖို့အတွက်ဒီထဲကနေထွက်လိုက်ပါဗျ။ဒါဆိုရင်ဗီဒီယိုကြည့်ဖို့အတွက်အောင်နာက AD ဆိုတဲ့ထဲကိုဝင်လိုက်ပါဗျ။ခုလိုပေါ်လာပြီဆိုရင်ဒါလေးကိုနှိပ်ပြီးတော့ဗီဒီယိုကိုပြီးအောင်ကြည့်ပေးလိုက်ပါဗျ။ဗီဒီယိုပြီးအောင်ကြည့်ပြီးသွားပြီဆိုရင်တော့ဘေးနားမှာတိတ်ကန်းဆိုတာလေးပေါ်လာပါလိမ့်မယ်။အဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုရင် 0.8 WEV coin ရရှိမှာဖြစ်ပါတယ်။ရရှိလာတဲ့ WEV coin တွေကို USDT ဖြစ်ပြောင်းပြီးတော့ Binance, Binance, Bitget စတဲ့ wallet တွေနဲ့ထုတ်ယူနိုင်ပြီးတော့ဘဏ်ကစနစ်နဲ့ထုတ်ယူပါက online ဖောက်တဲ့ဝန်ဆောင်မှုကိုဆက်သွယ်ပြီးတော့ထုတ်ယူနိုင်ပါတယ်။ဒါဆိုရင်ရလာတဲ့ WEV coin တွေကို USDT ဖြစ်ပြောင်းဖို့ဆိုရင် access ဆိုတဲ့ထဲက trade ဆိုတာလေးကိုနှိပ်လိုက်ပါခုလိုပေါ်လာပြီဆိုရင်ဒါကတော့ကိုယ်မှရှိတဲ့ WEV coin ရေအတွက်ကိုပြပေးထားတာဖြစ်ပါတယ်ကျွန်တော်မှာ 0.8 coin ပဲရှိတဲ့အတွက် 0.8 coin ကို USDT ဖြစ်ပြောင်းမှာဖြစ်ပါတယ်အပေါ်က WEV ဆိုတဲ့နေရာမှာကို USDT ပြောင်းမယ် coin ရေအတွက်ကိုရေးပြီးတော့ confirm exchange ကိုနှိပ်လိုက်ပါဗျနှိပ်လိုက်ပြီဆိုရင်သူကငွေသွင်းငွေထုတ် level join တဲ့အခါတွေမှာသုံးဖို့အတွက် payment password ကိုသတ်မှတ်ခိုင်းပါအဲ့တော့ကိုထားခြင်းနဲ့မှတ်မိမဲ့ password ကိုအပေါ်ရောအောက်ရောအတူတူထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အကောင့်ဖွင့်ခဲ့တဲ့ password ကိုပဲထားလိုက်ပါတယ်ပြီးရင်တော့ submit ကိုနှိပ်လိုက်ပါဗျဒါဆိုရင်ရပါပြီပြီးရင်ကို USDT ပြောင်းမယ် WEV coin ပမာဏကိုထည့်ပြီးတော့ confirm exchange ကိုနှိပ်ပေးလိုက်ပါဗျခုလိုပေါ်လာပြီဆိုရင် WEV coin ကို USDT ပြောင်းပြီးသွားပါပြီဗျ။ website ထဲက USDT ထုတ်မယ်ဆိုရင် asset ထဲက withdraw ကိုနှိပ်လိုက်ပါဗျ။နှိပ်လိုက်ပြီဆိုရင်သူက ID verification လုပ်ခိုင်းပါလိမ့်မယ်။ဒါဆိုရင် verification လုပ်ဖို့အတွက် proceed to verification ကိုနှိပ်လိုက်ပါဗျ။ခုလိုပေါ်လာပြီဆိုရင် full name ဆိုတဲ့နေရာမှာမှတ်ပုံတင်ထဲကနာမည်ပြည့်စုံရေးပေးရမှာဖြစ်ပါတယ်။အောက်က nationality ဆိုတဲ့နေရာမှာကျွန်တော်တို့နေတဲ့နိုင်ငံကိုထည့်ပေးရမှာဖြစ်ပါတယ်။ဖုန်းနံပါတ်ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့သုံးတဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်
ID number ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့မှတ်ပုံတင်တွေကကဏ္ဍ6လုံးကိုထည့်ပေးရမှာဖြစ်ပါတယ်နောက်ပြီးအောက်ဆုံးကနေရာမှာဆိုရင်တော့မှတ်ပုံတင်ရှေ့ဘက်နောက်ဘက်ချမ်းကိုရိုက်ထည့်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အားလုံးမှန်ကန်ပြီဆိုရင် submit ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျ ID verify လုပ်ပြီးပြီဆိုရင်တော့ငွေထုတ်လို့ရပါတယ် website ထဲကိုငွေသွင်းနေတယ်ဆိုရင်တော့ asset တွေက deposit ဆိုတဲ့ထဲကိုဝင်လိုက်ပါဗျသူကမြန်မာငွေနဲ့တော့ငွေသွင်းလို့မရပါဘူးဗျ USDT အနေနဲ့ငွေသွင်းရမှာဖြစ်တဲ့အတွက် Binance, Binance, Bitget စတဲ့ wallet တွေနဲ့ငွေသွင်းရမှာဖြစ်ပါတယ်အနည်းဆုံး50 USDT ကနေစပြီးတော့ငွေသွင်းနိုင်ပါတယ်ငွေသွင်းမှုအတွက်ဒီထဲကိုရောက်လာပြီဆိုလို့ချင်း address ဆိုတာကတော့ကျွန်တော်တို့ငွေလွှဲပေးရမယ် address ကိုရေးပေးထားတာဖြစ်ပါတယ်ဘေးနာက copy ဆိုတာလေးကိုနှိပ်ပြီးတော့ Binance, Binance, Bitget စတဲ့ wallet တွေနဲ့ငွေသွင်းနိုင်ပါတယ်ဗျငွေလွှဲတဲ့အခါမှာလည်း USDT ကိုမှ TRC20 အနေနဲ့လွှဲပေးရမှာဖြစ်ပါတယ် deposit amount ဆိုတဲ့နေရာမှာကျွန်တော်လွှဲထားတဲ့ငွေ amount ကိုထည့်ပေးရမှာဖြစ်ပါတယ်အောက်က transfer proof ဆိုတဲ့နေရာမှာငွေလွှဲထားတဲ့ screenshot ရိုက်ထားတဲ့ transaction ပုံကိုထည့်ပြီးတော့ recheck now ကိုနှိပ်ပေးလိုက်ပါဗျဒါဆိုရင်အကုန်လုံးနားလည်လောက်ပြီထင်ပါတယ်ကျွန်တော်ပြောဖို့တခုမေ့သွားပါတယ်ကျွန်တော်တို့ကကြော်ညာကြည့်ရှုဝင်တွေဝယ်လိုက်ပြီဆိုရင်ဒီကန်ဆန်းဝင်လေးတွေရရှိမှာဖြစ်ပါတယ်ဘယ်လိုကန်ဆန်းဝင်တွေရရှိမှာလဲဆိုရင် lucky box ဆိုတဲ့ event တွေကိုဝင်လိုက်ပြီဆိုရင်ဒီလက်မှတ်ပုံစံကဏ္ဍလေးတွေနဲ့စလုံးလေးတွေကိုစုပြီးတော့စုကြီးတွေကိုလည်းကန်ထူးနိုင်မှာဖြစ်ပါတယ် lucky box event တွေကိုရောက်ပြီဆိုရင်ဒီဘောက်တွေကနေတစဉ်ကဏ္ဍနဲ့စလုံးတွေရရှိမှာဖြစ်ပြီးတော့ပတ်စဉ်တင်းငွေတွေစင်ကာပူချိန်8နာရီမှာ lucky draw ကိုမဲဖောက်ပေးပါတယ်သူဖောက်ပြီးတဲ့ကဏ္ဍတွေနဲ့တစ်လုံးတူရင်$9 9လုံးထိတူရင်$9,000အထိရနိုင်ပါတယ်နောက်ပြီးစလုံးရည်အတွက်ချမ်းပါလေကျွန်တော်တို့ရထားတဲ့စလုံးတွေကိုစုပြီးတော့ iPhone ဆိုသူသတ်မှတ်ထားတဲ့စလုံးရည်အတွက်ပြည့်ရင်ခုပြထားတဲ့စုကြီးတွေကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ကန်ဆန်းခွင့်တွေကိုဘယ်ကနေရနိုင်လဲဆိုရင်ကြော်ညာကြည့်ရှုဝင်လွယ်တွေကိုဝယ်ယူတဲ့အခါမှာ level 1အတွက်ဆိုတစ်ချိန် level 2အတွက်ဆို2ချိန် level 3အတွက်ဆို3ချိန် level 4အတွက်ဆို4ချိန် level 5အတွက်ဆို5ချိန်ဆိုပြီးတော့ရမှာဖြစ်ပါတယ်နောက်တဲ့သတင်းကောင်းတစ်ခုကတော့ကျွန်တော်တို့ website တွေကိုငွေသွင်းငွေထုတ်လုပ်တဲ့အခါမှာ KB ဝေပေးတို့နဲ့လည်းငွေသွင်းငွေထုတ်ပြုလုပ်လို့ရပြီဖြစ်ပါတယ်